AC Milan နဲ့အိမ်ဝင်ခံစစ်မှာကြောတဲ့ကကလီယာရီတို့ရဲ့ဒါစနေနေ့မနက်အစောပိုင်းပွဲကြိုသုံးသက်ချက်ချင်းကြီးကိုရအားလုံးပဲမင်္ဂလာပါဗောနော်ဒီနေ့တော့ဒါပွဲလေးတွေနေတဲ့နေရာမှာအီတလီစီးရီးရဲ့အစောပိုင်းပွဲထွက်အဖြစ်ဒါကကလီယာရီနဲ့ AC Milan ပွဲလေးကိုအနည်းဆုံးဒါကြည့်အောင်နိုင်ခြေရှိတဲ့အသင်းလေးကိုကျွန်တော်ပုံမှန်တိုင်းပဲဒါရွေးချက်ပေးအောင်ပဲဗောနော်ဆိုတော့ဒါပုံမှန်တိုင်းပဲညီကိုရင်းနဲ့ Telegram Channel လေးကို join ထားဖို့ပြောချင်တယ်Telegram Channel လေးမှာညာတော့ကဒါတပွဲကောင်းအပြင်ကျွန်တော်သုံးသင်းမောင်းတွဲလေးတစ်တွဲရဲ့ဒါလက်ဆောင်မောင်းရဲ့ပါတင်ပေးခဲ့လို့ဒါ Telegram Channel ညီကိုရတော့အဆင်ပြေသွားခဲ့ကြလိမ့်မယ်လို့တော့ထင်တယ်ဆိုတော့ဒါ Telegram Channel ကလည်းကျွန်တော် profile အောက်က link လေးကိုနှိပ်ပြီးတော့ဒါ join အောင်ပဲလို့ပြောရနေပြီးတော့ပဲဒါဒီနေ့ရဲ့ပွဲလေးကိုပြောလိုက်မယ်ပေါ့နော်ဆိုတော့အရင်ဆုံးခြေတန်းရတာ AC Milan အဝေးကွင်းကနေပြီးတော့ပဲတလုံးသေးရေဂိုးပေါင်းချင်းနှလုံးရှုံးဆိုပြီးတော့ပေါက်နေရအောင်တွေ့ရတယ်ဆိုတော့ဒီခြေတန်းကဒါတွေးဆုံမှုခြေတန်းရဆိုရင်ရှေ့တစ်ကြော့ AC အိမ်ကွင်းမှာတုန်းကဒါတလုံးရှုံးပေါက်ခဲ့တာကြောင့်ဒါအဝေးကွင်းဆို AC ကနေပြီးတော့ဒါတလုံးသေးရေပေါက်မှာဆိုတော့ခုခြေကဒါပုံမှန်ခြေတန်းလို့ပြောလို့ရတယ်ဆိုတော့ဒါခြေရပုံမှန်ဆိုတဲ့အခြေအနေမှာကျွန်တော်တို့ခြေရကြည့်မယ်ဆိုရင်ဒီနှစ်သင်းလုံးမှာခြေစွမ်းရဒါ AC Milan ကတာတယ်ဆိုတာအားလုံးလည်းသိကြမယ်လို့တော့ထင်တယ်လက်ရှိအဆင့်နှစ်နေရာက AC Milan အနေနဲ့ဒါအဆင့်တစ်ကအင်တာနက်လဲဒါအမှတ်ကတမှတ်ပဲကွာတယ်ဆိုတဲ့အခြေအနေမှာအခုပဲ AC Milan ထက်လဲအရေးကြီးတယ်ပေါ့နော်ဆိုတော့ကကလီယာရီအနေနဲ့ကလည်းဒါတန်းစင်းစုံနဲ့ဆိုရင်နှစ်ပွဲသာပေါ့နော်ဒါ6မှတ်လောက်ပဲကွာတာဆိုတော့သူ့အနေနဲ့ဒါအသင်းကြီးတင်နဲ့တွဲမယ်ဆိုရင်တော့ဒါအနိုင်ကိုမျှော်လင့်ဖို့ဆိုတာထက်ဒါအနိုင်ဆုံးသေရေကန်ဖို့နဲ့ဂိုးများများမပေးရဖို့ပဲဒါကကလီယာရီအနေနဲ့ခေါင်းထဲကိုတွေးထားမယ်လို့တော့ထင်တယ်ပေါ့နော်ဆိုတော့ကကလီယာကြီးရဲ့နောက်ဆုံးအိမ်ကွင်း3ပွဲမှာဆိုရင်ဒါတရေ2ပွဲနဲ့ဒါတပွဲနိုင်ကန်ထားတဲ့ခြေစွမ်းရလဲခုနောက်ပိုင်းမှာအိမ်ကွင်းခြေစွမ်းရယုံကြည်စရာတစ်ချက်ဖြစ်နေရလို့တော့ထင်တယ်အစစ်တစ်ကအင်တာဟိုဒါအိမ်ကွင်းကနေရှုံးခဲ့တဲ့ပွဲမှာလဲသူတို့ဒါ0-2နဲ့ပဲရှုံးခဲ့ပေမဲ့ပွဲပြီးကနီမှာအင်တာအတွက်တေချာမဲ့အနိုင်ကိုတကိုးဒါအသေးအံကစားခဲ့ရတယ်လို့ပဲဒါကကလီယာကြီးအိမ်ကွင်းမှာလဲဒါအဆင့်4ကရိုမာလိုအသင်းကို1-0နဲ့နိုင်ကန်ပြထားတာကလည်းအိမ်ကွင်းမှာဆိုရင်ဒါမျှော်လင့်လို့ရတဲ့အခြေအနေတစ်ခုလို့တော့ကျွန်တော်ကတော့မြင်မိတယ် AC အနေနဲ့ကကုရတီမှာရှုံးပွဲအနေနဲ့ဒါ3ပွဲပဲရှိတယ်အဲ့3ပွဲကလည်းဒါ2ပွဲကအဝေးကွင်းကနေပြီးတော့ရှုံးခဲ့တဲ့တစ်ချက်ကလည်း AC Milan အနေနဲ့အိမ်ကွင်းထက်ဒါအဝေးကွင်းခြေစွမ်းကပို့ပြီးတော့မရေရာတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့နောက်တစ်ချက်အနေနဲ့ဒါကိုပါအီတလီယာဖလားမှာလည်းဒါလာဇီယိုကိုအဝေးကွင်းကနေပြီးတော့ဒါ1-0နဲ့ရှုံးခဲ့သလိုစူပါကိုပါဖလားကိုလည်းနာပိုလီကိုဒါအဝေးကွင်းကနေပြီးတော့ပဲ2-0နဲ့ရှုံးနေပြီးတော့လွတ်လွတ်ခဲ့ရတယ်ပေါ့နော်ဆိုတော့အခုပွဲမှာလည်းဒါအသင်းကြီးတွေနဲ့တွေ့တိုင်းတကိုးလောက်ရဖို့တောင်အသေးအံကစားရတယ်ဒါကကလီယာရီရဲ့အိမ်ကွင်းမှာ AC Milan အတွက်တော့ဒါအရင်ကြီးတော့မျှော်လင့်လို့ရမယ်လို့တော့မထင်မိဘူးဆိုတော့နာပိုလီ1-0နဲ့နိုင်ခဲ့တယ်လို့ရိုမာကိုဒါကကလီယာရီအနေနဲ့အိမ်ကွင်းမှာ1-0နဲ့နိုင်ခဲ့တာလည်းရှိတဲ့အပြင်ခုနှစ်ခြေစွမ်းကောင်းပါတယ်ဆိုတော့အင်တာလိုအသင်းတော်ဒါနှလုံးရဖို့အသေးအံစူးစမ်းခဲ့ရတယ်ဒါကကလီယာရီရဲ့အိမ်ကွင်းမှာ AC Milan အနေနဲ့တရေတမတ်ရဖို့ဒါများတယ်လို့တော့မြင်မိတယ်တကယ်လို့ AC Milan နိုင်သွားခဲ့ရင်လည်းတလုံးတာမပေါ်ဘူးလို့ကျွန်တော်ကတော့မြင်မိတာကြောင့်ဒီနေ့ရဲ့တပွဲကောင်းရွေးချယ်မှုဖြစ်ဒါကကလီယာရီဘော်ဒီကိုဒါချင်းညီကိုတွေအတွက်ပေါ့နော်ဒီနေ့ရဲ့တပွဲကောင်းဖြစ်ကျွန်တော်ရွေးချယ်ပေးလိုက်ရင်းကနေပြီးတော့ပဲကျွန်တော်ဗီဒီယိုလေးကိုဒီတင်ရနာလိုက်ပါတယ်ဗျ